အကောင်းဆုံးသောအချိန်တိုင်းထဲမှာဘုရားခင်ပြင်ဆင်ပေးထားလို့ချီးမွမ်းဖို့အတွက်အရေးကြီးတာဖြစ်တယ်အာမင်ချီးမွမ်းကြစေဆိုတဲ့ချင်းလေးနဲ့သူကအားရပါလားချီးမွမ်းအောင်ဝိလက်ခံပြီးချီးမွမ်းမယ်
တစ်ချက်မှာဟာလေလုယာဆိုပြီးတော့ခုန်ကြည့်အောင်အစင်မြေလားကဲနည်းနည်းခုန်ကြည့်ပါဦးနည်းနည်းခုန်ကြည့်ပါဦးအစင်မြေလားပြင်လားโอเคဟာလေလုယာဝန်ခံနေခြင်းဒီနေ့ကျွန်တော်ရဲ့တတပေါ်မှာဖျားရှင်ကောင်းမြတ်ခြင်းအကြောင်းကိုဝန်ခံနေခြင်းပဲဖြစ်တယ်အာမင်ဟာလေလုယာကျွန်တော်ငါချင်းဝန်ခံမယ်နောက်ဆုံးတစ်ချိန်မှာအားလုံးအာရပါရခုန်ပြီးတော့မှာဟာလေလုယာလို့ကြွေးကြရအာမင် 1 2 3